င်းချက်ဖွရင်ဟာကောင်လေးနဲ့ဆစ်ဆက်ထားသူတပ်ပုံကိုပြပြီးကောင်လေးကိုတွားရောက်ရှာဖွေခိုင်းစေခဲ့တယ်ဒီလိုနဲ့ကောင်လေးဟာဇင်ခံစားတောက်ဆိုင်တစ်ခုကိုရောက်ရှိသွားခဲ့တယ်ဒီကောင်လေးဟာသူတောင်းစားဟုအထင်ခံရကဇင်ခံစားတောက်ဆိုင်တစ်ခုမှအနှင်ထုတ်ခံခဲ့ရတယ်သူဟာပိုက်ဆံပေးပြီးစားတော့မှဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာဝန်ထမ်းမလေးကခွင့်ပြုလိုက်တယ်ဒါပေမဲ့သူဟာထိုဆိုင်ရဲ့နမေကြီးဟင်းလျာများတွင်ရှိသောအားနည်းချက်များကိုထောက်ပြပြီးသူ့ရဲ့ထူးခြားတဲ့အရာဒါခံပါရမီကိုထုတ်ပြခဲ့လိုက်တယ်မန်နေဂျာမမကြီးကသူစားထားသောအစားအသောက်ဖိုးပြန်ဆက်ရန်အတွက်တောင်းခဲ့ပေမဲ့သူ့မှာပိုက်ဆံမရှိခဲ့ဘူးဒါကြောင့်သူ့ကိုအစားအသောက်ဖိုးဆက်ရန်မိဖို့ချောင်းတွင်တန်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်ခံခဲ့တယ်ဆိုင်ရဲ့အဓိကဆက်ဖို့မူကြီးကကောင်လေးကိုသူ့စားစာမကောင်းကြောင်းပြောသဖြင့်ဓာတ်ကင်ကျွမ်းကျင်မှုကိုစိန်ခေါ်ခဲ့တယ်ကောင်လေးကတိုးပူးတုံးလေးကိုပန်းပွင့်ပုံစံဖြစ်အောင်အနုစိတ်ထွင်းထူပြခဲ့ရာထိုရာမှာအလွန်လက်ရမြောက်လုံးသဖြင့်လက်ပြအစ်များပင်လာနာသည့်အထိအားလုံးကိုအံ့အားသင့်စေခဲ့တယ်အဲ့ဒီအချိန်မှာပဲစားတောက်သူတယောက်ကလက်ရမကောင်းဘူးပြောနေကြောင်းတယောက်သောဝန်ထမ်းကလာပြောခဲ့တယ်အဓိကဆက်ဖို့မူကြီးကဟင်းလျာမကောင်းကြောင်းပြောဆိုသဖြင့်ဒေါသကြီးစွာထိုသူကိုစိန်ခေါ်လိုက်တယ်ဖြစ်ချင်တော့ထိုသူကကျန်ငါးပွင့်ထိတ်တန်းစဖို့မှုဖြစ်နေတာကြောင့်အဓိကဆက်ဖို့မူကြီးကရှုံးနိမ့်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးကဝင်ရောက်ဖြည့်ရှင်းပေးပြီးဆိုင်ရဲ့ဂုံတိတ်ခါကိုကယ်တင်ခဲ့တယ်အဆုံးဖြတ်စိန်ခေါ်မှုတွင်ကောင်လေးဟာနန်းတွင်းဟင်းလျာဖြစ်သောကိုလုံပေါင်ဘူးဟင်းလျာကိုချက်ပြုတ်ပြလိုက်တယ်ထိုခက်ခဲလာသောဟင်းလျာဖြင့်ပြိုင်ဘက်ကိုအနိုင်ယူခဲ့တယ်သူဟာဟင်းချက်ဖွရင်ရဲ့တပည့်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့တယ်ဆိုင်ကိုကယ်တင်ပေးခဲ့ပေမဲ့ဆိုင်ရှင်မမလေးစုကကောင်လေးကိုသူမရဲ့အာယုံဆိုင်မှုရရန်ပြိုင်ဘက်များနဲ့ပူးပေါင်းကြံစည်သည်ဟုအထင်မှားကငွေပေးပြီးထွက်သွားခိုင်းခဲ့တယ်ကောင်လေးကလည်းဂုံတိတ်ခါရှိရှိဖြင့်ဆိုင်မှထွက်ခွာသွားခဲ့တယ်နောက်ပိုင်းတွင်ကောင်လေးခစ်တမက်ညံပြောင်းနေချိန်ချက်ထားသောကြာကြန့်ခောက်ဆွဲကိုမမလေးစုမြည်ဆက်မိရာမှထိုရတာမျိုးဟာသူမရှာဖွေနေသောဟင်းချက်ဖွရင်ရဲ့တပည့်တာလျင်ချက်နိုင်ကြောင်းသိရှိသွားခဲ့တယ်ကောင်လေးရဲ့တန်ဖိုးကိုတည်သွားသောအခါမမလေးစုကသူ့ကိုရှာရန်ခိုင်းစေခဲ့တယ်တွေ့ရှိသူအားစုချင်းငွေတန်တရာပေးမိဖြစ်ကြောင်းကြေညာခဲ့တယ်ထိုချိန်တွင်ကောင်လေးကတာမန်ဘဝဖြင့်နေထိုင်ရင်းကျောင်းနေကလေးငယ်များအတွက်ကျောင်းမုံများချက်ပေးကကူညီနေခဲ့တယ်ကောင်လေးကကုံကုံဆိုသောမိဖြင့်နောက်နေ့တွင်ကျင်းပမိချက်ပြုတ်ပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ရန်စ조사နေခဲ့တယ်ဟင်းလျာကရိုးရှင်းတော်လဲထူးကဲလာသောအရာများကြောင့်နမေကြီးစဖို့မူကြီးများပင်အံ့အားသင့်နေကြပါတော့တယ်